Paying to live နေဖို့အတွက်ပေးဆက်နေရခြင်းအားလုံးပဲဒီကဘာကြီးပေါ်မှာကိုရိုနေထိုင်ခွင့်ရဖို့အတွက်တရကိုဘယ်လောက်ပေးနေရလဲမြက်ကင်းနဲ့ချဝင်းနဲ့အင်္ဂလိပ်ကိုဒုညောင်းပိုင်တဲ့စဉ်းစားကြည့်နော်ကဘာကြီးကအာကာသထဲမှာလက်ပတ်နေတဲ့ဂျိုကြီးတစ်ခုပဲလေချူတာအလကနေအောင်ချီရတာအလကဒါပေမဲ့ဒီမြေကြီးပေါ်မှာရှေ့ရှားပြီးဒါကိုနေရကိုဒီညဒီမှာအိတ်မဲလို့ပြောလိုက်တာနဲ့ဒါဆိုပတ်စံပေးဆိုပြီးဖြစ်သွားရောငါတွေကတစ်ပင်ပေါ်မှာအိတ်ဖို့အခုမဆောင်ရဘူးငါတွေကပင်လေထဲမှာနေဖို့လားစားတွေကအပြတ်မခံရဘူးဒါပေမဲ့ကိုတို့လူသားတွေကြတော့ဘာလို့ကိုနေတဲ့4000ဘုံလေးတစ်ခုအတွက်တသက်လုံးလှုပ်လှုပ်ပြီးပတ်စံပေးနေရတာလဲနော်ဒီနေ့ကိုတို့ပြောမယ့်အကြောင်းအရာကတော့အိမ်လားကားနဲ့အိမ်ကြီးကြောက်ဝယ်ခြင်းအကြောင်းပါပဲတို့ပြောရရင်တော့ကဘာကြီးပေါ်မှာဆက်အဖြစ်အသက်ရှင်နေထိုင်ခွင့်ရဖို့အတွက်လားစီကြီးပေးနေရတဲ့သဘောတရားပေါ့နော်ကိုတို့တွေမနက်မိုးလေးနာနဲ့အလုပ်သွားကြတယ်ပတ်စံချကြတယ်ဘာအတွက်လဲညကြရင်ပြန်အိမ်မဲ့အမိုးလေးတစ်ခုချိနေဖို့အတွက်ပဲလေရည်စံမကောင်းဘူးလားအိပ်ဖို့နေရာရဖို့အတွက်နိုးနေသမျှအချိန်တွေကိုရောင်းစားနေရတယ်လို့ဖြစ်မနေဘူးလားနော်ကဲဒီသဘောတရားကိုနားလည်လွယ်အောင်ရှင်းပြကြည့်မယ်နော်အိမ်လားကားဆိုတာကိုဘယ်လိုမြင်လဲဆိုတော့ Netflix လိုမျိုးပဲ Netflix မှာလားရှင်ကြီးမသွင်းရင်ရုပ်ရှင်ကြည့်လို့မရတော့တယ်လို့မျိုးပေါ့အိမ်လားကမပေးရင်လဲကဲမင်းဒီတစ်ခါနဲ့မှစက်နေလို့မရတော့ဘူးလမ်းပေါ်ဆင်းပြေတော့ဆိုပြီးဖြစ်လာတာပေါ့ကွာခြားချက်ကတော့ Netflix မကြည့်ရရင်ပြင်ုံပဲရှိမယ်အိမ်လားကမပေးနိုင်လို့လမ်းပေါ်ရောက်သွားရင်တော့တော်လေးဒုက္ခရောက်သွားမယ်နော်ပြောရရင်ကိုတို့ခန္ဓာကိုယ်ကိုဒီကဘာပေါ်မှာထားချိခွင့်ရဖို့အတွက် storage fee ပေးနေရတယ်လို့ပါပဲအိမ်ကြီးကြဆိုတာကရောဘယ်လိုလဲဒါက monopoly game ကစားတယ်လို့ပဲဗျကစားဖို့ချတယ်မို့လားကိုရုံမွေးလာတဲ့အချိန်မှာဂိမ်းကစားနေတာကြာပြီမြေခွက်တွေအကုန်လုံးကိုတခြားသူတွေကဝယ်ပြီးဟိုတယ်တွေစောက်ထားပြီးကိုတို့ကအန်စာတုံးခောက်ပြီးခြောက်သွားရင်သူများပိုင်တဲ့အကွက်ထဲရောက်တိုင်းပတ်စံရောနေရတာနဲ့တူတဲ့အိမ်ပိုင်ခြင်းလို့အရေးကြဝယ်တယ်ဆိုတာကဘုံသွားပြီးကျွန်တော်ပတ်စံချေးပါနောက်နှစ်30လုံးလုံးကျွန်တော်ရဲ့လားစာရဲ့တဝက်ကိုမင်းကိုပေးပါမယ်လို့ကတိပေးပြီးစာချုပ်ထိုးလိုက်တာနဲ့အတူတူပဲစဉ်းစားကြည့်ရင်အိမ်ရှင်တော့မဟုတ်ဘန်းဆိုတာကတကယ်ကိုပြန်ပေးဆွဲသမားတွေနဲ့တူတဲ့ကွာခြားတာတစ်ခုပဲရှိတယ်ပြန်ပေးဆွဲသမားကပတ်စံပေးမပေးရင်မင်းကိုမယ်လို့ပြောမယ်အိမ်ရှင်ကကြတော့ပတ်စံပေးမပေးရင်မင်းရဲ့အိတ်ရမိဖို့ချောင်းနဲ့ရေရှိုးခန်းကိုအသုံးပြုခွင့်မရှိဘူးတဲ့ကဲတန်းကြတော့ကိုတို့ကကိုပစ္စည်းတွေကိုပြန်ရဖို့အတွက်လားစင်ရွေးချယ်ပေးနေရတဲ့မတူဘူးလားတခါတလေကိုလာစာစလစ်လေးကိုကြည့်ပြီးမျက်ရည်ကျမိတယ်လားစာဝင်လာတာနဲ့ဟဲ့အောင်ကြီးအိမ်လားကပေးရတော့မယ်ဆိုပြီးပတ်စံအိတ်ထဲကနေဖောက်ခနဲ့ချက်ချင်းပြောက်သွားတာလေဟုတ်တယ်မို့လားနော်မော်ဆရာဒေးဗစ်ကော့ဖာဖီတောင်အဲ့လောက်တောင်မြန်ပြောက်အောင်လုပ်နိုင်မယ်မထင်ဘူးဒါပေမဲ့ဟာသားတွေဖေးဖေးနည်းနည်းလေးလေးလေးနက်နက်တွေးကြည့်ရအောင်နော်လွန်ခဲ့တဲ့200ချီတုန်းကလူတွေဟာကိုယ်အိမ်ကိုကိုယ်တိုင်တက်ဝါခုတ်ပြီးစောက်ကြတယ်မြေကြီးကကျဲတယ်နေရာလွတ်တွေများတယ်လေနော်အခုခေတ်မှာတော့နေရာဆိုတာကုန်ပစ္စည်းတစ်ခုလိုဖြစ်လာတယ်မြို့ပြတွေကျက်လာတာနဲ့အမျှဘေးပတ်လည်မြေနေရာလေးတစ်ခုဟာရွှေဓာတ်တောင်တမိုးရှိလာကြတယ်ကိုတို့ဘဝရဲ့အချိန်များစုဟာဒီအမိုးတစ်ခုအောက်မှာလုံလုံချုံချုံနေနိုင်ဖို့အတွက်ပဲကုန်ဆုံးသွားကြတယ်တကယ်တော့အိမ်ဆိုတာလူခွင့်ရည်လားဒါမှမဟုတ်စီးပွားရေးရင်းနှီးမြှုပ်နှံမှုလားတချို့လူတွေကအိမ်အများကြီးပိုင်ပြီးငှားစားနေချိန်မှာတချို့တွေကတသက်လုံးအလုပ်လုပ်တာတောင်ကိုပိုင်အိမ်လေးတစ်လုံးမရနိုင်ဘူးဒါစနစ်ရဲ့ချွေယွန်းချက်လားဒါမှမဟုတ်လူလောကရဲ့တဘာဝပဲလားနော်တခါတလေတွေးမိတယ်ကိုတို့တွေသာငွေပေးစရာမလိုပဲနေစရာရခဲ့မယ်ဆိုရင်ကိုတို့ဘွားတွေဘလောက်တောင်လွတ်လပ်သွားမလဲနော်အိမ်လားကဆိုတဲ့ဖျားတာမရှိလူတွေကကိုဝါသနာပါတာတွေကိုပို့လောက်လာနိုင်မလားဒါမှမဟုတ်ဘာမှမလုပ်ပဲဖြစ်နေကြမလားနော်ကဲဘလို့ပဲဖြစ်ဖြစ်လက်ရှိကဘာကြီးမှာတော့ကိုတို့ကဒီ4000နေရာလေးတစ်ခုပေါ်မှာရက်တည်ဖို့အတွက်ဆက်ပြီးပေးဆက်နေရအောင်မှာပါပဲဒီခန်းကနေရတာတနည်းပြေတော့မေရောဘလို့မြင်လဲအိမ်လားကပေးရတာတရားမျှတာတည်ထင်လားဒါမှမဟုတ်တခြားနည်းလမ်းတစ်ခုရှိတဲ့နဲ့ထင်လား
ကိုပိုင်ရှိတဲ့သူပဲဖြစ်ဖြစ်လာကိုရဲ့နေရင်အိမ်လာကားအတွက်ခေါင်းကိုက်နေရတဲ့သူပဲဖြစ်ဖြစ်ကိုမမဝင်စေးနေသားလို့ရပါတယ်နော်ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းပြီးတွေးစရာလေးတွေပါတဲ့ဗီဒီယိုလေးတွေကိုဆက်ကြည့်ချင်နော် like and subscribe လေးလုပ်ခဲ့ပေးကြပါအောင်နော်အသစ်တင်တိုင်းသိနေဖို့ notification လေးကိုလည်းနှိပ်ခဲ့ပေးပါအောင်နော်အားလုံးပဲကိုယ့်အိမ်လေးမှာပျော်ရွှင်စွာနေနိုင်ကြပါစီဗျာ see you next time bye ခဏလေးနော်